Hello အမေသားစသားကြီးဖြစ်နေပြီဗျအမေဦးရန်လွမ်းတာအမေနောက်တော့တိုးစရာအများကြီးရှိတယ်ဒီချိန်မှာမေသားရှိရင်ကောင်းမယ်ဒီချိန်မှာဖေသားရှိရင်ပြောမှာပဲအဖေနဲ့အမေကျွန်တော်ကြောင့်ခုန်ယူရမယ်အခုကျွန်တော်စစ်သားကြီးဖြစ်နေတယ်အာနာရှိတော်လည်းရည်တွက်ကြိုးစားမယ်ရင်ဘတ်ချတူနေကြတဲ့ညီကိုတွေနဲ့သူတို့ကေမေတွေစီကိုပုံစံကြတယ်ကျွန်တော်ကြတော့ဝမ်းနေရပါတယ်ဟိုးဝေကကောင်းရင်မောမပြင်းနေမေဒီကြံကြလို့ကောင်းကောင်းနာယူနိုင်မာစေနောက်ကြမှာသက်တွေဖို့ကျွန်တော်ဆူတောင်းမယ်အဖေနဲ့မေချစ်တဲ့တာငယ်မေသာရှိရင်ကောင်းမယ်ဒီချိန်မှာဖေသာရှိရင်ပြောနေမှာပဲအဖေနဲ့မေကျွန်တော်ကြောင့်ခုန်ယူနေရမယ်အခုကျွန်တော်စစ်သားကြီးဖြစ်နေတယ်အာနာရှိတော်လည်းရည်တွက်ကြိုးစားမယ်ရင်မချင်တူနေကြတဲ့ညီကိုတွေနဲ့သူတို့ကေမေတွေစီကိုပုံစံကြတယ်ကျွန်တော်ကြတော့ဝမ်းနေမြေလေဟိုးဝေကကောင်းကင်မောမဖေးနေမေငင်းငင်းငင်းနဲ့ကောင်းကောင်းနာယူနိုင်ပါစေကျွန်တော်စုတောင်းမယ်အဖေနဲ့မေချစ်တဲ့တာငယ်လေးဟို